မောင်ကြားရမောင်ကြားတာစားနီးကိုခွေးလေးတွေပါကြတယ်ဟိုကဒီမင်းဟုတ်တောက်လို့ရတယ်ဒီ vlog လေးကတော့ကျွန်တော်တို့ခြေရတဲ့ရွာလေးမှာတဘိုးတဲလာပြည့်နေလေးဖြစ်တဲ့အတွက်ထမနဲနဲ့တခြားပစ္စည်းတွေတွားရောက်လှူဒန်းမှာဖြစ်ပါတယ်ခင်ဗျာလူကြီးတွေအတွက်ပါမဟုတ်ပဲကလေးတွေအတွက်ပါခါဆွဲကြောင်းနဲ့ speed ချွေလေးတွေလည်းပါပါတယ်ခင်ဗျာရဲရောက်ချင်းရွာဦးကျောင်းဆရာတော်ကိုတွားကလှူခဲ့ပေမဲ့ဆရာတော်မရှိတဲ့အတွက်ဒီတိုင်းပဲပေးပြီးတော့ပြန်လာခဲ့ပါတယ်ဒါကတော့ကျွန်တော်တို့အမရဲ့အိမ်ပဲဖြစ်ပါတယ်ခင်ဗျာရွာလန်းလေးကတာယာဖြောင်ပြပြီးတော့အေးချမ်းနေတဲ့အိမ်လေးပါဒါကရွာအိမ်မှာရှိတဲ့ဘူးတီးနုနုလေးတွေဖြစ်ပါတယ်ခင်ဗျာပြီးတော့ဒီမှာကြံမင်းတွေရလည်းရှိပါသေးတယ်ပြီးတော့ဒါအိမ်နောက်ဖက်မှာရှိတဲ့ရွှေပန်းကင်းကြီးပဲဖြစ်ပါတယ်ပြီးတော့ရွာမှာပဲရနိုင်တဲ့ရဲနာသင်္ခန့်ငပြောသည်ပဲဖြစ်ပါတယ်ခင်ဗျာဒါကတော့ဒေါ်ကျူထမင်းပါပါတယ်ပြီးတော့ကလေးတွေအတွက်ပေါက်စီတွေလည်းပါပါတယ်ခင်ဗျာဒါကတော့မာမီမွန်စတာခောက်ဆွဲကြောက်တွေနဲ့ speed ချွေတွေပါပြီးတော့ဒါကလူကြီးတွေအတွက်ဝေမယ်အိမ်မှာအသုံးလုပ်မဲ့ထင်းနဲ့စီစာချက်သွန်ငရုတ်သီးကော်ဖီစရှိတဲ့ပစ္စည်းတွေပဲဖြစ်ပါတယ်ခင်ဗျာဟုတ်လားအောက်ခန့်သူတို့ထားထောက်လိုက်ဒီကထောက်လိုက်အဲ့လိုမှသွားဟိုကလေးလေးကိုကြည့်အောင်ရေးကလေးခိုးစမ်းသွားပြူးစိတ်လားဟိုမှာငကုတ်တယ်ရုပ်ဆိုးတယ်ရုပ်ဆိုးရဲ့မလို့နဲ့ရုပ်ဆိုးရဲ့လာဒီရောလားရုပ်ဆိုးရဲ့အလေးကအကလေးလည်းထောက်ပေးထားတာတကူကမဖောက်မဲကူကကိုဖောက်ဟုတ်ကဲ့ရှင်းနေအဲ့ရကြီးတယ်ထုတ်ပြီးပဲကြာရောင်သူလိုချင်တဲ့ကြာရောင်ဒီမှာပေါက်ဆက်စရာလေးကလေးအယောင်စက်ကလေးနဲ့ဘယ်လိုကျင်လားညမောလိုချင်တာငင်မလေးပေးထားတယ်ဘိုင်းမောက်ကိုတောက်ပါမယ်ရုပ်လေးလူချင်းလေဆိုတော့ကြီးလက်ဒီလိုပဲအဲ့ဒီတော့ခံလို့မရအော်မလာပြီလိုချင်တာလေးရတာပေါ့တော့လို့မရဘူးလေအဲ့ဒါကိုဆက်တယ်ဒီလေထား secret အဲ့ဒါမှဆိုတာပြောနေရ secret ဟောဒီမှာအဲ့ဒါလည်းဒီညောင်လေးကလည်းမျိုးပဲညောင်လေးလို့ကြတယ်ဟာလေးလားဟုတ်ပါလောက်ပါဒီကုတ်လေးကပါဟုတ်တယ်ဒီမှာဟုတ်တယ်ပြန်ကိုရဒီအောင်လေးလေးရပါလေစစ်စရာလေးတို့လက်စစ်စရာလေးဖြောင်းပြန်တော့တယောက်ကအဝါလိုချင်တာတယောက်အပြာရတယ်ဒီမှာလေကြောက်ရုပ်ဒါကတော့ရွာကကျွန်တော်ရဲ့ခြေရတဲ့အမျိုးအဆွေတွေပဲဖြစ်ပါတယ်ခင်ဗျာဒါကရွာနေပြီးတော့လက်ဆောင်ပြန်ပေးတဲ့ဟာဖြစ်ပါတယ်မကြည့်ပုံတမျိုးသည်ပြုံးအောင်ကြည့်အောင်ဒါငါအလုပ်ခါရင်လေးတောင်ဒါတော့ငခုဒါငပနော်တွေပါ share ပဲကဲအခုတော့မာမီချန်လေးကိုရောက်ပါပြီမာမီချန်လေးမှာကျွန်တော်နေ့လည်စာစားမှာဖြစ်ပါတယ်ခင်ဗျာဒါဘယ်လိုငပိလိမ်နေချက်ပါဒါကဝတ်သားဟင်းဒါကကြဘူးဒါကမင်းတို့ကကျောင်းမှုကျော်နေတော့ဒီမှာဆက်ရအောင် share ပဲဒါကတော့လက်ဖက်တုံးပါဆွဲလိုက်ပါဦးမယ်ငပိလိမ်အားလို့ဆိုငပိကြမှာအောင်ကောင်းလိုက်ရဲ့ share ပဲဘယ်ပြောလဲကိုခွေးလေးတွေပါကြတယ်ဒီမှာလည်းချာဒီမှာလည်းချာအဲ့တော့ရင်းနှီးတက်ကတော့ငှက်ပြပါဟုတ်ကဲ့ဖမ်းထုတ်တယ်နေဒီပေါ်မအေးတဲ့ဟင်းချက်လက်ရာတွေကအချိုမှုမပါတဲ့အတွက်အရန်ကိုစားကောင်းပြီးရတာအရန်ရှိပါတယ်ခင်ဗျာအမင်းစားပြီးတော့အကျော်ဆုံးရဲ့မအေးတဲ့ရဲ့ special လက်ရာ no coffee လေးတောက်မှာဖြစ်ပါတယ်ခင်ဗျာနာနိုစစ်ရဲ့ coffee မှုန့်စစ်လေးရဲ့ကိုရောပြီးတော့ဖြော်ထားတဲ့အရာလေးကဘယ်လိုပြောရမလဲအရန်ကိုကောင်းမွန်နေရောပါပဲခင်ဗျာဟုတ်ကဲ့ပါ
နေ့လည်စားပြီးတော့ကျွန်တော်တို့လောကမှာမြောက်လေးတွေကိုအစာသွားကျွေးမှာဖြစ်ပါတယ်ခင်ဗျာဒါတွေကတော့မြောက်စာတွေပဲဖြစ်ပါတယ် ဟိုးနေပါဆွဲခံရမယ်နော်ဟဲ့ သူကိုသူတို့ပြလေးရနော် ချစ်ဖို့မြင်လာတော့မောင်ကစားလို့နော် စားတာ နူးကြည့်လား စားတာ ဟောက်ချင်လို့ခဏချင်းစီနော် အားရောမင်းရတယ်ရောကိုနေရိုက်ပေးနေလေငါ့ကိုမရချင်းနေပြီပဲလိုက်ရိုက်ကိုနေရိုက်ပေးနေလေငါ့ကိုမရချင်းနေပြီပဲလိုက်ရိုက် ပို့သွားလေ ဒိတ်ဆန်လေးတွေကိုအစာကျွေးပြီးပြီဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ vlog လေးကိုအဆုံးသတ်ပြီးအိမ်ပြန်ခီးကိုဆက်လက်ခဲ့ပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ